တာဝန်းဘူးဝစ်ပြက်ရင်တာတလင်းချိတ်ဝစ်လေတဲ့ပြောပါလေတော့တာဝန်းဘူးဝစ်ပြက်လို့ရှိရင်တာတလင်းချိတ်ဝစ်လေရပါတယ်တာဝန်းဝစ်တရားတွေပေါ့ကိုကသာသမီကောင်မဖြစ်ခဲ့ရင်မိဘကောင်မဖြစ်ချင်တော့ကိုသားသမီးတွေလက်ထက်ကျကိုတဲ့ဆိုးရုံပဲရှိတယ်ဘိုးကောင်းစရာမရှိဘူးမိဘတိုင်းမှာမျောလင်းချက်၅ပါးဆိုတာရှိမျောလင်းချက်၅ပါးမရှိဘူးလားသူတို့တွေအသက်ကြီးလာရင်ငါတို့တွေသားသမီးတွေကပြန်ပြီးတော့ကျွေးမွေးပြုစုကြလိမ့်မယ်မင်းညာသဗ္ဗမကသို့မှလည်းဘုရားရှင်ကဟောဒီဂုံဤသွေး၄ပါးနဲ့ပြည့်စုံတဲ့မိဘတွေကိုမင်းတို့ကြီးလာတဲ့အခါကျွေးမွေးပြုစုကြခြေစုပ်လက်နဲ့ပြုပေးကြအညောင်းအညာတွေဖြေဖြောက်ပေးကြနော်တခါတည်းစီလေးတွေပါလေးတွေနဲ့လိမ့်ကြံပေးကြရေမိုးချိုးပေးကြလက်သေးခြေသေးတွေဖြတ်ပေးကြအစားအသောက်အဝတ်အစားတွေကိုဆင်းရင်ပေးကြမိဘတွေကိုကုသိုလ်ဖြစ်အောင်ဆောင်ရွက်ပေးကြမြတ်စွာဘုရားကြီးကမိဘတွေကိုကျေးဇူးဆက်တိုက်တဲ့အကြောင်းကိုဆုံးနေအောင်ဒီမှာပြောတယ်မိဘတွေကျေးဇူးများလားမများဘူးလားဒါကြောင့်မိဘတွေကသားသမီးတွေကိုငယ်စဉ်အခါနဲ့ကသားသမီးတွေမမွေးခင်နဲ့မိဘတွေကမကြိုးစားခဲ့ဘူးလားအဲ့လိုမိဘတွေကကြိုးစားပြီးတော့သားသမီးတွေကိုပြုစုဆောင်ရှောက်ခဲ့တဲ့နေရာမှာသားသမီးတွေကမိဘတွေကြီးလာရင်ရောပြန်လဲပြီးတော့ကျွေးမွေးပြုစုဖို့လိုလားမလိုဘူးလားလိုပါတယ်ဗျာနံပါတ်1ကမိဘနံပါတ်2ကသားသမီးဟုတ်ပြီနော်နံပါတ်1ကနံပါတ်2ကိုပြည့်စုံအောင်လူတွေမရှိအောင်မထားခဲ့ဘူးလားနံပါတ်2ကမိဘဖြစ်ပြီးနံပါတ်3သားသမီးတွေမွေးလာရင်နံပါတ်2ဖြစ်တဲ့သားသမီးတွေကနံပါတ်1မိဘတွေကိုပြုစုဆောင်ရှောက်ခဲ့တာကြွေးမွေးပြုစုခဲ့တာမရှိဘူးဆိုရင်နံပါတ်2ကကိုမိဘဖြစ်တဲ့အခါသားသမီးတွေကကိုပြန်ပြီးကြွေးမွေးပြုစုဖို့မမျှော်လင့်ပါနဲ့ဒါကိုအနေတကန်ဆရာတော်ဘုရားကြီးကဘယ်လိုမိန့်လဲဆိုတော့တာဝန်းဘူးဝစ်ပြက်ရင်တာတလင်းချိတ်ဝစ်လေတဲ့ပြောပါလေတော့တာဝန်းဘူးဝစ်ပြက်လို့ရှိရင်တာတလင်းချိတ်ဝစ်လေရပါတယ်တာဝန်းဝစ်တရားတွေပေါ့ကိုကသာသမီကောင်မဖြစ်ခဲ့ရင်မိဘကောင်မဖြစ်ချင်တော့ကိုသားသမီးတွေလက်ထက်ကျကိုတဲ့ဆိုးရုံပဲရှိတယ်ဘိုးကောင်းစရာမရှိဘူးခေတ်ကလည်းဆိုးလာတယ်စနစ်ကလည်းဆိုးလာတယ်ပတ်ဝန်းကျင်ကလည်းဆိုးလာတယ်ကိုဆိုးတာကခေတ်ကမဆိုးသေးဘူးမိဘတွေကဘာသာရေးတာနာရေးရှိသေးတယ်ပတ်ဝန်းကျင်ကစောင့်ရှောက်အောင်ကောင်းမှသိသေးတယ်အခုပတ်ဝန်းကျင်ကမြို့ဆန်လာကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကမြို့ဆန်လာတာရိုင်းလာတာကိုမြို့ဆန်လာတယ်လို့သူပြောတယ်မြို့ကြီးတန်းဆန်လာလူတွေရိုင်းလာတယ်ဟုတ်တယ်မြို့မှာတော့တိန်နဲ့တိန်တခန်းနဲ့တခန်းလှေကားတစ်ခုတည်းတက်တာတော့သစိမ့်ပဲဟုတ်တယ်နော်အဲ့ဒါမျိုးဆန်လာတာအခုဒီနေရာတွေကမြို့မဆန်သေးလို့နည်းနည်းလေးပတ်ဝန်းကျင်အဆောင်ရှောက်လေတို့တော့နည်းနည်းလေးမြို့ဆန်လာတာနဲ့အများလူတွေပို့ပြီးစိန်ကားလာတယ်ညီညွတ်မှုတွေနည်းလာတယ်နော်အဲ့ဒါနဲ့ကိုတရားကိုသားသမီးတွေပတ်ဝန်းကျင်မှာပြည့်စည်နေပြီဆိုဝိုင်းဝေကူညီညာစောင့်ရှောက်ပေးဖို့မိဘတွေကိုပြန်ပြီးပြောပေးဖို့စိတ်ဝင်စားတော့